မင်္ဂလာပါအခုလိုမေးခွန်းတွေကတနင်္လာရခဏမေးကြတယ်เนาะဟိုအာသွင်းစီးနေနဲ့ပြန်ပြီးတော့အာသွင်းစနစ်ဒါမှမဟုတ်ဆိုရင်ဆိုလာနဲ့အာသွင်းနဲ့စနစ်ဒီလိုတွေခဏမေးကြတယ်အဲ့တော့အခုဒီ comment မှာမှန်ထားတဲ့မေးခွန်းကျွန်တော်တို့တော့Messenger မှာတွားပြီးတော့နှစ်ဦးတည်းတွေ့ပြီးတော့ဖြေပြီးပြီဟုတ်ဒါအားလုံးသိအောင်ပြန်ပြီးတော့ဗီဒီယိုလေးနဲ့ပြန်ဖြေပေးတာပေါ့နော်အဲ့တော့ရိုးရိုးရှင်းလေးစဉ်းစားကြည့်မှဆိုရင်ကျွန်တော်တို့ပတိဘိန်းတွေပတိ cycle တွေခဏဖယ်ထားလိုက်ကားတွေဒီ engine cycle တွေသူတို့မှဆိုရင်ပတိဟိုကတွဲဖို့တစ်လုံးနဲ့ပဲပါတာเนาะ cycle မှာဆိုရင် engine cycle ကားတွဲဖို့ပတိတစ်လုံးနဲ့ပဲပါတယ်အဲ့တော့ဒီပတိအိုးကိုအားပြန်ဝင်တဲ့စနစ်တို့မှပါလားဆိုရင်ပါတယ်အဲ့တော့ဘလို့ပုံစံစနစ်တုံးထားလဲဆိုပြီးကိုကပြန်ပြီးလေ့လာကြည့်မှာဆိုရင်တို့အားပြန်ဝင်ဖို့အတွက်ကိုဒိုင်နမိုတွေခံထားရတယ်เนาะကားဆိုရင်ဒိုင်နမိုစိုက်ကယ်မှာဆိုရင်ဒီကွိုင်တုံးနဲ့အဲ့တော့ဒီတိုင်းနဲ့ဝင်လာဆိုရင်လည်းမဝင်ပြောင်းဘူးသူကဘာလို့ ကလဲအင်ဂျင်ရဲ့လဲပတ်မှုဖိအားနဲ့သူကပြန်ပြီးတော့အားပြန်ဝင်စေတာအဲ့တော့ engine လဲပတ်တယ်ဆိုတာလဲတော်ရုံလဲပတ်တာမဟုတ်ဘူး engine ရဲ့လဲအားကိုလဲအားလုံးသိတဲ့အတိုင်းပဲเนาะအဲ့တော့သူတို့ကဒီဗတီယိုတစ်လုံးနဲ့ဟိုတော့မှဒီပုံစံနဲ့အားပြန်သွင်းတဲ့စနစ်ကိုလုပ်ပေးထားတာဆိုရင်ကျွန်တော်ဗတီ7ဗတီ cycle တွေမှာဆိုရင်ဗတီယို3လုံး2လုံးเนาะဗတီယို6လုံး9လုံးဒီဗတီယိုတွေကိုဘုတ်များသွားပြီတွဲဖို့ပဲမဟုတ်တော့ဘူး52ဖို့60ဖို့48ဖို့ဒီဗတီဘိုးတွေကိုအားပြန်သွင်းဖို့ဆိုတာကြီးကသူတို့မေးတာကစိုက်ကယ်မှာစပိန်မှာပါတဲ့မော်တာရဲ့လက်ပတ်မှုကနေပြီးတော့ပြန်ပြီးအားဝင်နိုင်မလားဆိုရင်ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးเนาะအဲ့တော့အများကြီးမမျှော်လင့်ထားစေခြင်းဘူးအဲ့လိုလားအားပြန်ဝင်ခြင်းဆိုရင်ကျွန်တော်တို့ဗတီစပိန်ဗတီစိုက်ကယ်တော့တို့အဲ့လောက်ဟွာဖြစ်မှာမဟုတ်သူ့ရဲ့နီးစနစ်ကိုယူပြီးကျွန်တော်တို့အိမ်မှာပဲမီးထွန်းတော့မှာပေါ့EBC မီးတွေပြက်လိုက်လာလိုက်ဒီလောက်ဖြစ်နေတာကိုဘယ်သူမှအာရုံစိုက်တော့မှာမဟုတ်ဘူးဒီအားပြန်ဝင်တွင်းတဲ့စနစ်နဲ့ပဲကိုယ့်အိမ်မှာတော့ကိုမီးပြန်ပြီးတော့ထုံးလို့ရနေပြီเนาะအဲ့တော့ဆိုလာစနစ်ဆိုတာလည်းဖြစ်လာမှာမဟုတ်ဘူးဆိုလာရောင်မှပတ်စံအကုန်ကြခံပြီးတော့ဝယ်မှာမဟုတ်တော့ဘူးเนาะဒီဘက်ထရီဘိန်းရဲ့မော်တာလေးလဲပတ်တဲ့အရှိန်နဲ့ပဲဘက်ထရီကိုအားပြန်ဝင်မယ်ဆိုရင်ကျွန်တော်ဆိုလာတွေတောင်ပတ်စံအကုန်ကြခံပြီးတော့ဝယ်နေစရာမလိုဘူးเนาะဒါရိုးရှင်းလေးစဉ်းစားလို့ရတယ်เนาะအဲ့တော့အများကြီးမမျှော်လင့်စေခြင်းဘူးအဲ့တော့ဈေးကွက်တစ်ခုမှာကဒီဟာကိုအားပြန်ဝင်စနစ်ပါတယ်ဆိုရင်တော့မှဒါကရောင်းမှန်းလှအောင်เนาะအနေထားတစ်ခုဘယ်လိုပြောရမလဲဈေးကွက်မှာရောင်းမှန်းလှအောင်ပြောတယ်လို့ပဲခံယူလို့ရတယ်အဲ့ဒီမှာတချို့ကြောက်လဲအဲ့ဒါကိုလက်မခံဘူးပေါ့နော်ညင်းကြတယ်ညင်းတယ်ဆိုတာကကိုရီးယား service လုပ်နေတယ်ဘယ်ပစ္စည်းဘယ်နာမလို့အဆက်အသွယ်ဆိုတာကိုကသိနေပြီးသားအဲ့လိုသိနေပြီးသားကိုဒီလူကြီးတွေပဲเนาะလူကြီးပိုင်းတွေကတချို့ကြတော့ဒီservice ကိုက service လုပ်တာဆိုတော့ဒီအကြောင်းကိုပြောရင်းနဲ့ကိုယ်တွေ့တဲ့အခါမှာသူ့စပိန်လေးကဘလို့ဘယ်သူ့ပဲချမ်းသာလို့ပြောနေရင်လည်းမှဒီအားပြန်ဝင်တာကိုသူကထည့်ပြောတယ်ကျွန်တော်ပြောတယ်မဟုတ်သူကဘာပြောဆိုတော့သူတွားနေရင်လည်းလမ်းမှာအားကုန်သွားတယ်စီးလို့မရတော့သူတော့ပိတ်လိုက်တယ်ပိတ်ပြီးသူနည်းနည်းတွန်းနေတဲ့တွန်းပြီးတော့နည်းနည်းလှမ်းသွားတဲ့အခါမှာသူကတော့ပြန်ဖွင့်တယ်ပြန်ပြီးစီးတယ်ပြန်ရတယ်ပြီးတော့ပြန်အားကုန်သွားတယ်ပြန်ပိတ်တော့ပြန်ပိတ်တယ်ထပ်တွန်းတယ်ပေါ့နော်အဲ့ဒီသူတွန်းလိုက်တဲ့ဥစ္စာမှာတဲ့အားပြန်ဝင်တယ်ဆိုပြီးတော့သူကပြောတာတကယ်ကမဟုတ်ပါဘူးအဲ့လိုမဟုတ်ဘူးကိုယ့်အိမ်မှာကိုဒီ inverter ရှိတယ်ဆိုရင်ပေါ့နော်အဲ့ဒီလူတွေသိလိမ့်မယ်မီးပြက်လို့inverter ထွန်းထားနေနေမှာ inverter အားကုန်သွားပြီမီးချောင်းနေမှိန်မီးကျသွားလို့ကိုကအားကုန်လို့ပိတ်လိုက်တယ်ဆိုပြီးပိတ်လိုက်တယ်ပြီးရင်9မိနစ်10မိနစ်နေပြန်ဖွင့်ကြည့်ပြန်လင်းတယ်ခုနတော့မီးကမှိန်ကြီးကျပြီးပိတ်သွားပြီဒါပေမဲ့ပြန်ဖွင့်တဲ့အခါမှာပြန်လင်းတယ်ဒါပေမဲ့ရေရှည်ရလာဆိုမရခဏလေးပဲဗတီအိုးတွေကအားကသူနည်းနည်းလေးပြန်ထုတ်ပေးတာပေါ့နော်ကိုကတုံးနေနေတယ်ဒီကောင်အားကန်လုံးဝမရှိတော့ဘူးမှိန်ကျသွားတယ်သူ့ခဏလေးအနားပေးလိုက်တဲ့အခါမှာပြန်ပြီးဖွင့်ရောပြန်ပြီးတော့သူ့မှာရှိတဲ့အခန်းလေးကနည်းနည်းလေးပြန်ထွက်လာတာပေါ့နော်ဒါဒီသဘောလေးကိုပြောတာအားပြန်ဝင်သွားတာမဟုတ်ဘူးဒါဗတီယိုရဲ့သူ့ပုံစံပေါ့နော်အဲ့ဒါကဘာနဲ့တူလဲဆိုတော့လေဖွင့်တယ်တုံးတယ်အားကုန်သွားရင်ပြန်ပိတ်ထားတယ်ခဏနားတယ်ပြီးရင်ပြန်ဖွင့်ကြည့်ရင်ပြန်ပြီးနည်းနည်းလေးရတယ်ဆိုတာသိတော့ဘာလို့လဲပြန်ဖွင့်တယ်ပြန်တုံးတယ်
ပြန်ပိတ်တယ်ပြန်နားတယ်ဒီဟာကအဲ့ဒါကဘာနဲ့တူလဲဆိုတော့ပတိကိုဘယ်လိုပုံစံသွားလောက်တာလဲဆိုရင်နှိုင်းပြရမယ်ဆိုကုံသွားတဲ့သွားတိုက်စေဘူးကိုမရမကညှစ်နေတာနဲ့တူတယ်အဲ့တော့သွားတိုက်စေကုံသွားလို့ဝယ်ဖို့မိနေတယ်မနက်အိယာထားလဲထားတော့သွားတိုက်စေကုံတာတွေ့လဲတော့ဟိုသွားတိုက်စေဘူးဟိုအောက်ဘက်ကနေပြီးတော့တပုတ်တန်ဖင်နဲ့ဖိပြီးညှစ်ပြီးတော့သွားတိုက်စေမထွက်အောင်လုပ်တဲ့နီးစနစ်နဲ့ပတိအိုးအဲ့ပုံစံလောက်တာနဲ့အတူတူပဲအဲ့တော့လောက်တာမကောင်းပါဘူးအဲ့ဒါကပတိနာတယ်เนาะအဲ့လိုမလုပ်ရဘူးနောက်တစ်ခုဆိုလာနဲ့အားသွင်းလို့ရလားဆိုတာဆိုလာနဲ့အားသွင်းလို့ရတာကျွန်တော်တို့ဆိုလာသမားတွေမဟုတ်ပါဘူးဆိုလာနဲ့အားသွင်းလို့ရလားဆိုတဲ့ကြောင့်ဟိုဒီတနန်းသားတွေကိုကျွန်တော်ဘက်ကနေပြန်ပေးတဲ့အဖြေကတော့ဟိုကျွန်တော်ပြောတာဆိုလာလောက်တဲ့ဆိုလာဆရာနဲ့တိုင်းမင်ပါလို့ပဲကျွန်တော်ပြောလိုက်တယ်ဒါပေမဲ့ကျွန်တော်ဘက်ကတော့ဆိုလာနဲ့လည်းကျွန်တော်မျှော်လင့်ချက်ကြီးမထားတော့ဘူးဘာလို့လဲဆိုတော့ EV ကားတွေတော့အခုချိန်ဒီဆိုလာနဲ့အားသွင်းတာကျွန်တော်မတွေ့သေးဘူးပေါ့နော်အဲ့တော့ပစီစပိန်ကဆိုလာနဲ့အားသွင်းမှာဆိုရင်မရဘူးလို့တော့မပြောလို့ဘူးကျွန်တော်ဆိုလာသမားတယောက်မဟုတ်တဲ့ပုံမှာဆိုလာဆရာနဲ့တိုင်ပင်ကြည့်ပါတိုင်ပင်ကြည့်ပြီးရတယ်ဆိုရင်လုပ်ပေါ့နော်โอเคအဲ့တော့ဟိုအားပြန်ဝင်တဲ့စနစ်လေးကိုမေးထားတာတွေတအားများလို့ကျွန်တော်ဖြေပေးတာပါနောက်ကြုံတာရှိရင်သိကျင်တာရှိရင်လည်းမေးထားပါကျွန်တော် Facebook page မှာလာမေးတဲ့မေးခွန်းတွေရှိရင်လည်းဒီဘက်မှာလည်းကျွန်တော်ပြန်ပြီးတော့မျှဝေပေးပါမယ်ကျေးဇူးတင်ပါတယ်နော်